အားလုံးပဲမင်္ဂလာပါခင်ဗျာ Future Point Channel ကနေရွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမြန်မာနိုင်ငံသားတယောက်အနေနဲ့လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံတမိုင်းကြောင်းကိုတော့ကာကာနာနာသိထားသင့်ပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်ကလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံတမိုင်းကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာလွတ်လပ်ရေးနေ့ဇန်နဝါရီလ4ရက်နေ့1823ခုနှစ်ကအစပြုခဲ့တဲ့အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးနယ်ချက်အင်္ဂလိပ်ဆိုရသည့်ရခိုင်နှင့်တနင်္သာရီဒေသတွေကိုသိမ်းပိုက်ခဲ့ပြီး1852ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကိုဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး1885ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာတော့မြန်မာနိုင်ငံလုံးအင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့ပါတယ်။အဲ့ဒီလိုနယ်ချက်လက်အောက်ကိုရောက်ခဲ့ပေမဲ့လည်းတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာရရလက်နက်ကိုဆွဲကင်ကလက်ချက်အင်္ဂလိပ်များကိုရဲရင်စွာဆက်လက်တော်လှန်တိုက်ခတ်ခဲ့ကြပါတယ်။ဒါပေမဲ့တော်လှန်ရေးအင်အားစုများအနေဖြင့်တစုတစည်းတည်းမရှိဘဲခရီးမတွင်ဖြစ်ခဲ့ရပါတယ်။ပထမကမ္ဘာစစ်ပွဲပြီးမှာတော့လူငယ်များကြားနိုင်ငံရေးအသိစိတ်ဓာတ်များပုံမမြင့်မားလာပြီး YMBA, GCPA ဒုဗမာစီယုံစသဖြင့်အသင်းအဖွဲ့ကြီးများပေါ်ပေါက်လာပါတယ်။အဲ့ဒီနောက်ပိုင်းတောင်သူလယ်သမားရေးတော်ပုံ1300ပြည့်လယ်သမားရေးတော်ပုံစသဖြင့်အတိအသီးပေါ်ပေါက်ခဲ့ပြီးအမျိုးသားရေးလှုပ်ရှားမှုများဟာပုံမပြင်းထန်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာဂျာမနီရဲ့စစ်ကြေညာမှုပါဝင်ဗတ်ပေါင်းစုံကဖိအားတွေရှိနေပြီးစစ်ပန်းနေတဲ့ပြည်ထောင်အစိုးရအခြေအနေဟာဗမာလွတ်လပ်ရေးအတွက်အခွင့်သာစေခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုကိုစားပြုတဲ့ဗြိတိရှအခတ်ဗမာအချက်ဆိုတဲ့စကားတောင်ပေါ်ပေါက်လာခဲ့ပါတယ်။1942ခုနှစ်ဒီဇင်ဘာလမှာသခင်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးကျိတ်ဟာအိုင်နန်ကျွန်းမှာစစ်ပညာသင်ခဲ့ပါတယ်။ဒီဇင်ဘာလ26ရက်နေ့မှာရဲဘော်သုံးကျိတ်ဟာထိုင်းနိုင်ငံကဗမာမျိုးသားတွေနဲ့အတူဗမာလွတ်လပ်ရေးတပ်မတော် Burmese Independent Army BIA ကိုတည်ထောင်ခဲ့ပါတယ်။1942ခုနှစ်မတ်လမှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ BIA ဟာဂျပန်အကူအညီကိုယူပြီးအင်္ဂလိပ်နယ်ချက်ကိုမြန်မာနိုင်ငံမှအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဖက်စစ်ဂျပန်တို့ရဲ့အနိုင်ကျင့်အုပ်ချုပ်မှုတွေပေါ်ထွက်လာခဲ့တဲ့အတွက်1943ခုနှစ်မှာဗြိတိရှအစိုးရနဲ့ပူးပေါင်းပြီးဂျပန်တို့ကိုပြန်လည်တိုက်ထုတ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွနိုင်ငံရေးကောင်းဆောင်တွေဦးဆောင်တဲ့ဖဆပလအစည်းအရုံးကြီးဟာနိုင်ငံလွတ်လပ်ရေးရဖို့ကြိုးပမ်းမှုများကိုတောက်လျှောက်လှုံ့ဆော်ခဲ့ပါတယ်။1948ခုနှစ်ဇန်နဝါရီလမှာနန်းရင်ဝန်ရာဟာမြန်မာလွတ်လပ်ရေးအတွက်ဆွေးနွေးဖို့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကိုပြည်ထောင်နိုင်ငံလန်ဒန်မြို့သို့ဖိတ်ကြားခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ဟာဇန်နဝါရီလ23ရက်နေ့ဆွေးနွေးပွဲမှာမြန်မာလွတ်လပ်ရေးနဲ့ပတ်သက်တဲ့ရပိုင်ခွင့်အချက်ပေါင်း17ချက်ကိုတင်ပြခဲ့ပါတယ်။အဲ့ဒီကတဆင့်1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာမြန်မာလွတ်လပ်ရေးအတွက်လမ်းစာဖြစ်တဲ့အောင်ဆန်းအတ္တလီစာချုပ်ကိုရေးထိုးနိုင်ခဲ့ပါတယ်။တဖန်1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတိုင်းပြည်စုစည်းတည်ထောင်ရေးအခြေခံအုတ်မြစ်ဖြစ်စေမဲ့ပြင်လုံစာချုပ်ကိုရေးထိုးခဲ့ပါတယ်။ဒါပေမဲ့1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဝန်ကြီးအဖွဲ့ဟာဂလုံဦးစောနဲ့သူ့လက်ပါစီတို့ရဲ့လှုပ်ကြံမှုကိုခံခဲ့ရပါတယ်။အဲ့ဒီလှုပ်ကြံမှုဟာတိုင်းပြည်အတွက်ကြီးမားတဲ့နစ်နာမှုကြီးဖြစ်ခဲ့ပြီးနိုင်ငံတည်ဆောက်ရေးကိုဆုတ်ယုတ်စေခဲ့ပါတယ်။အဲ့ဒီနောက်သခင်နုဟာအောင်ဆန်းအတ္တလီစာချုပ်ရဲ့အဆက်ဖြစ်တဲ့နုအတ္တလီစာချုပ်ကိုချုပ်ဆိုပြီး1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဗမာတပြည်လုံးနယ်ချက်အုပ်စိုးမှုအောက်မှလွတ်မြောက်ပြီးတရားဝင်လွတ်လပ်ရေးရခဲ့ပါတယ်။ဟုတ်ကဲ့ပါအခုပြောပြပေးသွားတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။